ဒီလိုမျိုးဘိုးဆန်တဲ့ color လေးနဲ့ vintage cake လှလှလေးကအရှမ်းလက်ဆောင်ပေးလို့ကောင်း anniversary cake ပေးတာပဲဖြစ်ဖြစ်လက်ဆောင်ပေးတာပဲဖြစ်ဖြစ်ကိုယ့်အတွက်ကိုမွေးနေ့မှာပြတ်မှာတာပဲဖြစ်ဖြစ်မှာလို့ကောင်းတဲ့ design လေးပါ vintage cake design လေးက main ကလေးဆန်တယ်လို့တော့ထင်ရပေမဲ့တကယ် main ကလေးအတွက်ရောယောက်ျားလေးအတွက်ရောအမှားများတဲ့ design လေးပါ main ကလေးရဲ့ယောက်ျားလေးကိုလက်ဆောင်ပေးမယ်ဆိုတဲ့အခါမှာလည်းဒီ vintage cake design လေးတွေရွေးပြီးတော့ပေးတတ်ကြပါတယ်ဒါကတော့ happy birthday sister ဆိုပြီးတော့ main ကလေးအတွက်မှာပေးထားတဲ့ vintage cake design လေးပါ cream color နုနုလေးနဲ့ဘိုးဆန်ဆန်လေးလုပ်ပြီးတော့ဒီ vintage cake ဆိုတော့လေဘိုးဆန်တဲ့ design လေးဖြစ်သွားတာပေါ့ vintage cake design လေးကတော့ Europe ဘက်မှာဟိုးရင်ကလေးကအခုထိ trend ဖြစ်နေတဲ့ design လေးပါကိုယ်တိုင်ကအဝေးရောက်နေတဲ့ချားမြို့ရောက်နေတဲ့ overseas ကိုရောက်နေတဲ့ရန်ကုန်မှာရှိတဲ့ကိုချစ်ရတဲ့သူတွေအတွက်ကိတ်လက်ဆောင်လေးတွေမှာကျင်နေဆိုရင်တော့စပုံးမိတ်ကရန်ကုန် Facebook page မှာ order မှာလို့ရတယ်လို့ Fiber phone 0977370856ကနေလည်း order မှာလို့ရပါတယ်စစ်ဘွားကိတ်တွေကတာရှိကန်စီလုံးဝမသုံးထားတဲ့အပြင်အချို့လျှော့ပြီးလှုပ်ထားတာဖြစ်တဲ့အတွက်လူကြီးလူငယ်ကလေးအားလုံးအတွက်အသင့်တော်ပါတယ်ချို့ customer ကြတော့ cream များများလေးစားခြင်းနဲ့ဆိုတဲ့သူတွေရှိပါတယ် cream များတာလေးကြိုက်တယ်ဆိုရင်တော့အခုလိုမျိုး vintage cake design လေးက cream လေးနည်းနည်းများတဲ့အတွက်မှာယူလို့အသင့်တော်ဆုံးပါ cream ရတာချိုရဲနေတာမဟုတ်ဘဲနဲ့အရသာကိုစိတ်ယုံလေးပဲလုပ်ထားတာပါ